မင်္ဂလာပါရှင်ဒီသင်ခန်းစာမှာတော့ teacher တို့ grade 4သင်ချာရဲ့အခန်း1ပေါ့နော်ကိန်းများမှာဒီစာမျက်နှာနံပါတ်5 page 5ပေါ့နော် page 5ရဲ့ပုဒ်စာနံပါတ်8ကိုပေါ့နော်သင်ခန်းစာနံပါတ်8ကို teacher ကတွက်ပြပေးမှာဖြစ်ပါတယ်မတွက်ပြခင် teacher ကိန်းလေးရဲ့တန်ဖိုးတွေကိုထပ်ပြီးတော့ရှင်းပြပေးခြင်းလေပေါ့နော်ကိန်းတွေရဲ့တန်ဖိုးလေးဆိုတာ teacher တို့3ညဘယ်နှလုံးရှိလဲပေါ့နော်ကိန်းတွေရဲ့တန်ဖိုးမှာဟုတ်ပြီအရင်ဆုံးအနေနဲ့ teacher ကဒီ10ခန်းန်းပေါ့နော်10ဆိုရင်3ညတစ်လုံးရှိတယ်ရာက3ညနှလုံးထောင်က3ည3လုံးဒါကတော့အခြေခံအနေနဲ့သိလိမ့်မယ်ကဏ္ဍကြီးသွားတဲ့အခါမှာကျတို့မှတ်ဖို့မေ့နေရမှတ်ထားရဖြစ်တတ်တယ်ပေါ့နော်အားကြောင့်ဒီက3ညတန်မိုးလေးကြီးထပ်ပြီးတော့ကဏ္ဍကြီးတဲ့3ညတန်မိုးလေးကိုထပ်ပြီးတော့သိစေခြင်းလို့ဒီချက်ကဒီဟာလေးကိုထပ်အခြေခံအနေနဲ့ထပ်ပြီးတော့ရှင်းပြပေးရပါတော့အဲဆိုတောင်းမှာဘယ်နှလုံးရှိလဲ3ည4လုံးသိန်းမှာ3ည5လုံးတန်းမှာ3ည6လုံးကတိမှာ3ည9လုံးဆိုပြီးတော့ရှိတယ်ပေါ့နော်ဟုတ်ပြီဒါလေးမှတ်ထားမယ်ဆိုရင်ကျဲတို့ဒီပေါ့နော်သင်ခန်းစာတွေပုဒ်စာတွေဒီလေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းလုပ်ပို့ပြီးတော့သိလိမ့်မယ်အားကြောင့်ကျအခြေခံအနေနဲ့ထည့်ပေးထားတာနောက်ပြီးတော့ဒီကိန်းများနဲ့ပတ်သက်ပြီးတော့အခြေခံတိတိကျကျအသေးစိတ်ကိုလည်းရှေ့ဗီဒီယိုမှာတင်ပေးထားရပေါ့နော်တကယ်လို့တိတ်မရှင်းရှုပ်နေသေးရဆိုလို့ရှိရင်အဲ့အခြေခံဗီဒီယိုလေးကိုကြည့်ဖို့ဒီချက်က recommend ပေးပါတယ်အဲ့ဒီမှာတော့ပုဒ်စာတွက်ပြရတော့မဟုတ်ဘူးဒီကိန်းနဲ့ပတ်သက်ပြီးတော့အခြေခံလေးတွေကိုအသေးစိတ်ဒီကြကြတစ်ချက်ရှင်းပြပေးတယ်အဲ့ဗီဒီယိုလေးကိုကြည့်လို့ရှိရင်တော့ပို့ပြီးတော့ဒီပုဒ်စာကြီးအတွက်ကတော့ပို့ပြီးတော့ထပ်ရှင်းသွားလိမ့်မယ်ပေါ့နော်ဟုတ်ပါပြီအဲ့ဆိုဒီချက်စပြီးတော့ပုဒ်စာလေးတွက်ပြပေးမယ်ပေါ့နော်အဲ့ဆိုရင်ဒီချက်အရင်ဆုံးကာကြီးပေါ့နော်ကာကြီးကိုတွက်ပြပေးပါမယ်ကာကြီးမှာဆိုလို့ရှိရင်တစ်ချက်360ကိုတဲ့ကိန်းဖြင့်ဖော်ပြပါတဲ့โอเคအဲ့ဆိုရင်360တစ်ချက်60ရေးလိုက်မယ်တက်60သိန်းမှာဒီခုနပြောခဲ့လို့ပဲသိန်းမှာ3ညဘယ်နှလုံးပါအောင်လဲဒါ60တက်ရေး3ညသိန်းမှာ3ည5လုံးပါတယ်1နဲ့3 4 5 3ည5လုံးပါတယ်အဲ့တော့ဒါဒီချေတို့ကိန်းဖြင့်ဖော်ပြပါဆိုဒီဟာလေးကိုဖြေလိုက်ရုံပဲပေါ့နော်ဒီချေတို့360ဆိုတာစုစုပေါင်းနော်3ည6လုံးဒါကို360လို့ခေါ်တယ်ပြန်ပြီးတော့ဒီချက်ရှေ့ကရှင်းပြတဲ့ဟာနဲ့ပြောမယ်ဆိုရင်တော့ဒီချက်တို့သိန်းမှာ3ည5လုံးပါတော့ဒီချက်တို့ထပ်ပြီးတော့3ည5လုံးဖြည့်လိုက်ရုံပဲပေါ့နော်အဲဆိုရှင်360ကိုကိန်းဖြင့်ဖော်ပြပါဆိုရင်ဒါဟာသူ့ရဲ့အဖြေဖြစ်ပါတယ်ဟုတ်ပြီအဲဆိုချက်နောက်တစ်ပုဒ်ထပ်သွားမယ်ပေါ့နော်နောက်တစ်ပုဒ်သွားမယ်ဆိုလို့ရှိရင်ခကွေးဖြစ်သွားပြီနော်ဒီချက်တို့ခကွေးခကွေးက25တန်းကိုကိန်းဖြင့်ဖော်ပြပါโอเคเนาะကျတို့တုံညာတွေခုနကလေ့လာခဲ့တယ်ကြည့်ခဲ့တယ်မှတ်ခဲ့တယ်ဆိုတော့ဒါလွယ်တယ်ပေါ့နော်25တန်းမှာခုနတကယ်ဘယ်လောက်လေ့လာခဲ့တယ်တုံညာဘယ်နှလုံးရှိလဲ25တန်းမှာတုံညာ6လုံးရှိတယ်နော်တိန်းမှာ5လုံးတန်းမှာ6လုံးဆို1 2 3 4 5 6ဒါဆိုရင်ဒီချက်တို့ဒါကိန်းဖြင့်ဖော်ပြတဲ့ပုံစံဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ပုဒ်ထပ်သွားမယ်ဒါငယ်ဖြစ်သွားပြီပေါ့နော်โอเคသူကဗာမေးလဲဆိုတော့ဒီကဏ္ဍန်တည်တဲ့တန်းမီများရှိတယ်နီးတဲ့တန်းမှာတချို့3ညဘယ်နှလုံးပါလဲဘယ်နှလုံးလို့သိခဲ့တယ်တန်းမှာခုနကပြောတဲ့အတိုင်း3ည6လုံးအဲ့တော့ဒီမှာ3ညဘယ်နှလုံးရှင်းကြည့်မယ်1 2 3 4 5 6တန်းမီများရှိတယ်နီးတန်းမှာလည်း3ည6လုံးပါတယ်သူက42ဒီမှာကိန်းကနန်းကြီး42ကြီးကတသက်ထွက်နေတယ်ဆိုတော့ဒီချက်လို့ဘာဖြစ်လဲအဖြေက42တန်းပေါ့အဲဆိုတန်းမှာ3ည6လုံးပါတယ်3ည6လုံးရဲ့တန်ဖိုးကတန်ရှေ့က42ထွက်နေရောအဖြေက42တန်းပေါ့နော်ဒါလွယ်ပါတယ်ဟုတ်ပြီအဲဆိုနောက်တစ်ပုဒ်ဆိုလို့ရှိရင်ဒီချက်နောက်ဆုံးပုဒ်လေးပေါ့နော်ခါကြီးခါကြီးမှာလည်းခုနပုဒ်စာလေးအတိုင်းပေါ့နော်ဒီကဏ္ဍမှာတဲ့ဂဒေမိများရှိတဲ့နီးတဲ့ဂဒေကိုဒီချက်တို့3ည9လုံးလို့ဒီကမှတ်ခဲ့တယ်ပေါ့နော်ရှေ့မှာဟုတ်ပြီဂဒေက3ည9ဆိုဒီမှာ3ညဘယ်နှလုံးပါလဲရေးကြည့်ပါမယ်1 2 3 4 5 6ဟုတ်ဒီမှာဂဒေရဲ့ဟာ9လုံး3ည9လုံးပါတယ်ဆိုတော့ရှေ့မှာ35ထွက်နေရောရှင်းပါတယ်ဒါဟာ35ဂဒေဖြစ်ပါတယ်
နော်ဆိုဒီချက်ခုနကပြောတဲ့အတိုင်းရှေ့က3ညတန်မိုးလေးတွေတို့တွေမှတ်ခဲ့တယ်ပေါ့နော်ဒီ3ညရဲ့အရေအတွက်ဘယ်လောက်ရှိလဲတန်မိုးမှာပေါ့နော်3ညအရေအတွက်ဘယ်လောက်ရှိလဲမှတ်ခဲ့ဆိုရင်ဒီချက်တို့ဒီသင်ခန်းစာလေးတွေဒီလေ့ကျင့်ခန်းလေးတွေလုပ်ရတာပို့ပြီးတော့လွယ်လွယ်ကူကူဖြစ်ပါလိမ့်မယ်ရှင်အခုလိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်